ကိုကိုနိုင်ရမှာဒီတော့တဲ့ခါတော့ဘူးရပြောတယ်ခဏလုံးလို့လေလုံးရှိတယ်အဲဒီတဲ့ရသမားပုဂ္ဂလကများစီလို့ပြန်มาရောက်ခဏတော့ဓာတ်ပုံလေအခုကဗီဒီယို